ဘာကြောင့်ဒီလိုစဉ်းစားကြလဲ bahang ibang ngai suniham ဒီနေ့ကျွန်တော်တို့အင်မတန်မှသတိထားကြကောင်းပါတယ် kidop huay ma mahe တချို့တော့ Sunday law ဆိုတဲ့အရာကိုကြောက်လို့ပြန်ပြေးနေတာလည်းဖြစ်ကောင်းဖြစ် por khat te pen Sunday lo chi patau mana achak king nom nong i khathei ding hi ဒါပေမဲ့ဒီနေရာကအင်မတန်မှလွတ်လပ်တဲ့နေရာ ayang hiteng pen swatak na gam hi တို့တော်လည်းပဲအခြားသောအယူအဆအတွေးခေါ်တွေကိုလည်းကျွန်တော်တို့အုံနောက်ထဲမှာအများကြီးရိုက်သွင်းခံရမယ့်နေရာဖြစ်တာသတိထားဖို့ hiteng pen to da na swatak bang ma ina ngai sun na atuam nam tam pi ta i khwak sunga ang ki thun na ဒါကြောင့်ဒီနေ့ကျွန်တော်တို့နဲ့အရှိမတွေ့ရမယ့်အရာကဘာလဲဆိုဘယ်အမည်သောဖျားတို့ကိုဝတ်ပြုရွေးချယ်မလဲ toy manin ai mai la ma inun ta na din bang chidan pasian en beding hiam chi ယောရှုဟာသူကြိုတင်မြင်ထားတယ် solo joshua na avekin aman agala tu ဣသေလလူမျိုးတွေဖျားသခင်ပေါ်မှာပြန်ဖောက်ပြန်မဲ့အရေးကိုသူသတိထားမိလိမ့်မယ် itijila mi khem puten pasien thu zui na panin nung tol ki ding chi pen aman mo he ယောရှုဟာခါနန်ပြည်ကနေထွက်လာတဲ့အထဲမှာနောက်ဆုံးခြံတဲ့ပုဂ္ဂိုလ်ကသူပဲရှိတော့တယ် en egypt panang pai hia atop na pen anung ta ama bek achian lai he သူနဲ့ယောကာလက်နဲ့ဒါပဲကြံတော့တယ် en mi khem pola ka amma le khalep ni bek chian lai yo he တလန်းလုံးဣသေလလူမျိုးတွေဖောက်ပြန်လာတဲ့အတွေးခေါ်အယူဆတွေမှားယွင်းနေတဲ့အရာတွေသူကောင်းကောင်းမြင်ခဲ့ရတယ် lam dung khem po itijila mi te in nung tol na khem po pasien alang pan na khem po angai sut na khem po aman avekin tel siang sit sit he ဖျားသခင်ကိုအကြိမ်ကြိမ်အဖန်ဖန်စွန့်ပစ်ခဲ့တဲ့သူတွေကဣသေလလူမျိုးတွေဖြစ် pasien pen aton tambe pitang no sezel belzel no sezel to te pen israel mi te တို့တော့ဖျားသခင်ကအဲ့ဒီဣသေလလူမျိုးတို့အင်မတန်မှချစ်လွှစွာသောအချစ်မြတ်တာနဲ့ဖျားသခင်ဒီနေ့ဒီချိန်ထိခါနန်ပြည်ကိုပို့ဆောင်ပေးခဲ့ no sezel zel se ma tele pasien i loma amma hi manin khanan gam gidong to pan pai pi ပရောဖက်ကြီးအေလိယ prophet elijah na ပရောဖက်ကြီးအေလိယကလည်းပဲသူ့ရဲ့အချိန်မှာ prophet in amma hudina bang chegen yam chi le ဣသေလလူမျိုးတွေရဲ့အချိန်တွေကိုသူကောင်းကောင်းတွေ့ရတယ် itiya mi te igam tat zia nun tak zia avekin tel sit sate အာဟမင်းနဲ့သူ့ရဲ့တိုင်းသူပြည်သားတွေကထာဝရဘုရားကိုကိုးကွယ်မဲ့အစားဘာလဘုရားကိုကိုးကွယ်နေတာတွေ့ရတယ် en ahab kumpi pa kipan itijala mi tampi takten anung ta pasien belowin bala mo bal pasien bezo he ဘာလဘုရားကိုကိုးကွယ်နေအောင်လည်းပဲယေဇဗေလအနောက်ကနေဖိအားပေးတယ် to bang main gambu bina to bal pasien abyak the na dingin kumpi no jezebelin anung panina to son he ဒီလိုကြောင့်နောက်ဆုံးမှာဖျားစစ်ဖျားမှန်ဘယ်ဖျားဖြစ်တယ်လဲဆိုတော့ဣသေလလူမျိုးတွေရှိမှာပြဖို့ရန်အတွက်ဖျားကပရောဖက်ကြီးအေလိယကိုအသုံးပြုခဲ့တယ်ဆိုတာတွေ့ရတယ် en toy manina mi tampi takten pasien abang chi pasien pen anung ta pasien tak takiam chi akitel na dingin pasienin eliza pasien sangi eliza kam sang pa sangi ယောရှုကဣသေလလူမျိုးတို့အဘယ်ပြီးသောဖျားကိုကိုးကွယ်မလဲလို့စိန်ခေါ်တဲ့အချိန်မှာပရောဖက်ကြီးအေလိယလည်းထိုနည်းတူစွာပဲဣသေလလူမျိုးတို့စိန်ခေါ်ခဲ့တာတွေ့ရပါတယ် Joshua na no abang chi pasien tel ding na yam chi na asap lai takin eliza injong to bang main bal beding mo pasien beding mo chi na amount te sing abang ya challenge he သင်တို့ဒီဘာသာနှစ်ပါးစัจ जा မှာအဘယ်မြကာလပတ်လုံးယုံမားသောစိတ်နဲ့နေကြလိမ့်မည်နီ no ten biang na ni ki kala bang tan vei lung buai na om ding na hiam chi he ထာဝရဘုရားမှရင်ထာဝရဘုရားကိုကိုးကွယ်ပါ anung ta pasien man zoi le ama biaun ဘာလဘုရားဖျားသခင်ဖြစ်တယ်ဆိုကိုးကွယ်လိုက်ပါ bal pasien pen pasien man zoi le abiaun ဒီနေ့ကျွန်တော်တို့အတွက်ရွေးချယ်စရာနှမျိုးရှိနေလိမ့်မယ် tu nin itel ding tu ni om kin ken ding he မနေ့ညတော့ကျွန်တော်အားပေးခဲ့ပါတယ် zanita ken Ding ni- ha pe khine ကျွန်တော်တို့တွေဟာဖျားသခင်ကြံကျွင်းသောအသင်းတော်မှန်ကန်သောအသင်းတော်တွေမှာကျွန်တော်တို့ရှိနေကြတယ်လို့ကျွန်တော်ကြွေးကြော်ခဲ့တယ် zanita kin e pen tu pa in sunga om hiang chi zanita ken gen khine တမန်ကျမ်းစာမှာကျွန်တော်တို့တွေပေါ်ပြထားပြီးသား lai sang tho sunga e ya ding na pasien ng gen sa he ဒါကြောင့်ကျွန်တော်တို့တွေအနေနဲ့ယ
ယုံကြည်ခြင်းဟာဖျားသခင်ဘက်မှာအစဉ်မြဲရက်တည်နေဖို့ရအရေးကြီးတယ် แต่มันนี่อิวนาเป็นตัวป้าตรงอีกิบสักเด่นดิ่งทุปีเฮ ဖျားသခင်အသင်းတော်ထဲမှာကျွန်တော်တို့ရှိနေဖို့အရေးကြီးတယ်ဆိုတာသတိရဖို့ဖြစ်ပါ ปั တ ส ယ် ยานีโปลพิสุงะอีอมดิ่งทุปีเฮ ဒီနေ့